လူတယောက်ဟာမျက်နှာပေါက်ထဲကိုရေပိုက်တစ်ချောင်းထည့်ထားခဲ့တဲ့လုံခြုံရေးဝန်ထမ်းကအဲ့ဒီရေပိုက်ကိုဆွဲထုတ်ဖို့စတင်တဲ့အခါအဲ့ဒီလူကရေပိုက်ကိုသူ့အတွင်းအင်္ဂါတွေထဲအထိထည့်ထားတာကိုတွေးလိုက်ရတယ်နောက်နေ့မှာတော့သူကရဲစခန်းထဲမှာမျက်လုံးဖွင့်လာခဲ့တဲ့ရဲတွေကသူ့ကိုစစ်ဆေးမေးမြန်းခဲ့ပေမဲ့သူကရဲတွေပြောသမျှကိုပဲပြန်လည်ထပ်ခါတလဲလဲပြောနေခဲ့တယ်ဒါကြောင့်သူ့ကိုစိတ်မကောင်းတဲ့လူတယောက်လို့ထင်ခဲ့ကြပေမဲ့တကယ်တော့သူကအခြားစိတ်မကောင်းတဲ့လူတွေထက်ပိုကောင်းနေသူတယောက်ဖြစ်တယ်နောက်ဆုံးမှာရဲတွေကသူ့ကိုလွှတ်လိုက်ကြတယ်ရဲစခန်းကထွက်လာတဲ့အခါမှာတော့ရုတ်တရက်သူ့ပါဇက်ထဲကရွှေလက်စွပ်တကွင်းထွက်လာခဲ့တယ်ခဏအကြာမှာတော့လက်စွပ်တွေအများကြီးကိုစက်တိုက်အန်ထုတ်လာခဲ့တဲ့အမှန်တကယ်မှာသူကလူသားတာမန်တယောက်မဟုတ်ပဲအာကာသမှလာတဲ့အပြင်ဂျိုသားတယောက်ဖြစ်တယ်မြေကမ္ဘာကိုရောက်လာတဲ့အခါလူသားပုံစံကိုယူပြီးရဲစခန်းထဲမှာရည်ရွယ်ချက်ရှိစိတ်မကောင်းသူလိုဟန်ဆောင်နေခဲ့တာပါလူသားတွေကသူ့အပြင်ဂျိုသားဆိုတာသိသွားရင်သူ့မြေကမ္ဘာပေါ်မှာအမြဲတမ်းနေရလိမ့်မယ်ဆိုတာကြောင့်ဖြစ်တယ်သူကရွှေလက်စွပ်အားလုံးကိုရွှေတိုက်တစ်ခုစီတည်သွားပြီးရွှေအားလုံးကိုရောင်းချလိုက်တယ်။အဲ့ဒီဆိုင်ထဲမှာရှိတဲ့စက်ကရိယာတစ်ခုကိုသူ့မျက်စိကစူးစိုက်ကြည့်မိတယ်။အဲ့ဒီစက်ကိုချိုးဖျက်ပြီးပြန်လဲတိဆောက်ကကိုပိုင်ချက်ပြစနစ်တစ်ခုကိုဖန်တီးခဲ့တယ်။သူ့မှာရှိတဲ့ငွေအားလုံးကိုယူပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့တယ်။အဝေးတစ်ခုရှောက်လန်းပြီးနောက်ကားစီးလာတဲ့ခိုးသားနှစ်ယောက်ကသူ့ကိုမြင်သွားခဲ့တယ်။အဲ့ဒီအချိန်မှာသူကသူ့လူတွေထံအချက်ပြဖို့နေစေဖြစ်တယ်။ရုတ်တရက်ခိုးသားနှစ်ယောက်ကသူ့ကိုတိုက်ခိုက်ပြီးငွေအားလုံးကိုလူယူဖို့စတင်ခဲ့တယ်။အဲ့ဒီအချိန်မှာလမ်းဖြတ်တန်းနေတဲ့မိန်းကလေးတစ်ယောက်ကဒီအဖြစ်အပျက်ကိုတွေ့မြင်သွားခဲ့တယ်။ချက်ချင်းပဲသူမကကားကိုပြန်လှည့်ပြီးဆင်းလာကတနက်ကိုထုတ်ယူပြီးလေထဲကိုပစ်ခတ်လိုက်တဲ့ကြောက်လန့်သွားတဲ့ခိုးသားတွေကထွက်ပြေးသွားကြတယ်။မိန်းကလေးကသူ့ကိုဒီရက်ကွက်ထဲမှာဘာကြောင့်တယောက်တည်းနေတာလဲလို့မေးလိုက်တယ်။အဲ့ဒီလူကသူ့လိပ်စာကိုပြောပြလိုက်တယ်။သူမကသူ့ကိုကားပေါ်တင်ပြီးပြောပြထားတဲ့နေရာကိုခေါ်သွားပေးခဲ့တယ်။ရောက်သွားတဲ့အခါအပြင်ဂျိုသားကသူမကိုအတူလိုက်ပါဖို့တောင်းဆိုလိုက်တယ်။မိန်းကလေးကကြောက်သွားပြီးကားပေါ်ကိုပြန်တက်ကချက်ချင်းတနက်နဲ့ချိန်လိုက်တယ်။သူမကသူလူသားမဟုတ်ပဲအပြင်ဂျိုသားဆိုတာကိုလုံးဝမသိခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူကဘဘန်ဒေါဆိုတဲ့နေရာစီကိုတိုက်ရိုက်ခရီးဆက်သွားခဲ့တယ်။